ခြေချင်းတဲ့ကိုပေါ်မှာတွေနောက်ပြီးတော့စိတ်ဆိုးတဲ့အခါမှာရီသားကိုပညာပြကျင်တဲ့သူတွေရှိလားကဲဒါဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ဖိတ်ခေါ်လိုက်ပါရနော်အားလုံးပဲမင်္ဂလာပါအခုပြပြပေးသွားမယ့်နီလန်လေးကတော့ Messenger မှာတစ်ဖက်လူကပို့ရဲ့စာတွေကိုစင်မပြဘဲနဲ့ခိုးဖက်လို့ရမယ့်နီလန်လေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ညီမမိန်းကလေးမှာဆိုလို့ရှိရင်တခါလေကွာရီသားကိုအရန်စိတ်ကောက်ပြီးတော့သူပို့ရဲ့စာတွေကိုဖက်လဲဖက်ချင်တယ်ဒါပေမဲ့စင်လဲမပြချင်ဘူးဒီလိုချိန်တွေမျိုးမှာဆိုလို့ရှိရင်တော့လုံးဝကွက်တီပဲဖြစ်ပါတယ်ကဲဘယ်လိုလုပ်ရမလဲဆိုတာကိုဗီဒီယိုလေးကိုကြည့်လိုက်ရအောင်နော်ပထမဆုံးအနေနဲ့ Messenger လေးတွေကိုဝင်လိုက်ပါမယ်ရှင်ပြီးတော့ရင်ဒီသုံးခုလေးတွေကိုနှိပ်ပါပြီးတော့ရင် setting ထဲကိုဝင်ပါမယ်ဒီထဲမှာမှ privacy and safety တဲ့ကိုဝင်ပါဒီထဲမှာမှ read receipt လေးကို off ထားပေးလို့ရှင်ရပါပြီဒါကတော့အကုန်လုံးကိုအန်ဆင်းဖြောက်တဲ့နည်းပါနောက်ပြီးတော့နောက်တစ်နည်းကကိုမကြိုက်တဲ့လူကိုပဲတယောက်ချင်းစီကိုပဲအန်ဆင်းဖြောက်တဲ့နည်းလေးရှိပါတယ်အရင်ဆုံး conservation လေးတွေကိုဝင်လိုက်ပါပြီးသွားရင်ဒီဘက် base on လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှင်ဒီထဲမှာမှ read receipt လေးကို off လုပ်ပေးလိုက်လို့ရပါပြီဒါဆိုလို့ရှိရင်သူတယောက်တည်းကိုပဲအန်ဆင်းဖြောက်တဲ့နီလန်းလေးပဲဖြစ်ပါတယ်ကဲအားလုံးပဲဒီနီလန်းလေးကလောလွယ်ကူပြီးတော့အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ် knowledge share ဗီဒီယိုလေးအများကြီးဆက်လုပ်ပေးသွားဖို့ရှိတဲ့အတွက်ဆက်လက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေကြောင့်ပြန်တွေ့ကြမယ်နော် bye bye